တွေ့တိုင်းကမှရိုးမြတ်ကြီးအောင်ဆွေမေးတဲ့ပဲတည်ပြောခြင်းလို့လေมาอยู่မြတ်ကြီးအောင်ဆွေမေးတဲ့ပန်းတည်းပြောခြင်းလို့လေဒါ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 နောက်ဆုံးချိန်ထိမေးမိနာမရှိခွင့်ပေးပါကွယ်ဆုံးသွားခဲ့ရင်တော့မင်းနာရှိနေမယ်ငါမင်းနာကမောင်းထုတ်လိုက်ပါနဲ့ဒါ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 စိတ်ပြက်လက်ပြက်စေးလေးလေးကိုရှာစေးလေးမချရဲ့မိကလေးပဲအောင်သွား